ဒီကတော့ပိုင်း3ပေါ့ဒါကတော့ပိုင်း3ကဲ pick up ပိုင်းဆိုတော့စိတ်ထဲမှာအာယုံထဲမှာကိုနဲ့ဘာလို့ပေါ့လေဖြစ်နေတဲ့လူတယောက်ကိုတွေးပြီးတော့ဒါရွေးထားလိုက်မယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့လေကဲအဲ့တော့ပိုင်း1ကနေစပြီးကြည့်ပေးပါမယ်ဗျာကဲပိုင်း1မှာပိုင်း1ရွေးထားတဲ့လူတွေကတွဲဖြစ်မလားဆိုတော့မတွဲဖြစ်ဘူးတွဲဖြစ်ဖို့အတွက်ကတော်တော်ကိုကြားထဲမှာအဆင်မပြေမှုတွေဖြတ်တန်းရလိမ့်မယ်လို့တော့မြင်ရတယ်ဗျာသိလားအဲ့ဒါကလည်းဒီသူ့ရဲ့မိသားစုသူ့ဘက်ကမိသားစုကြောင့်လည်းဖြစ်ဖို့များတယ်ဗျာသိလားဘာဖြစ်လို့ပြန်ပြီးတော့မတွဲဖြစ်တာလဲဆိုတော့အဲ့တယောက်ကတော်တော်နားလည်ရခက်တယ်ဗျာသိလား ATA ဆက်အဲ့လိုမျိုးပေါ့လေတခါတရံလဲဟိုကျမ်းမာရေးထူကြတာမျိုးလေးတွေလည်းရှိရထင်တယ်ဗျာသိလားအဲ့တော့သူနဲ့ကတော့မတွဲဖြစ်ဘူးလို့တော့ပြောလို့ရတယ်ပေါ့နော်ကိုယ့်ဘက်ကတော့သူ့ပေါ်မှာထားတဲ့စိတ်ကတော့ဗျာဟိုဘယ်လိုပြောရမလဲအေဂျင့်နဲ့ချစ်တယ်သဘောကျတယ်ပေါ့လေသူနဲ့ရှိရတာကိုကနှွေးထွေးတယ်လုံခြုံတယ်ကိုတိုင်ကလည်းသူ့ကိုစစ်မှန်တဲ့မေတ္တာတွေပေးနိုင်မယ်လို့ကိုကယုံကြည်နေတယ်ဗျာသူ့ဘက်ကကြတော့လေကိုနဲ့ပတ်သက်ပြီးတော့ရှုပ်ထွေးမှုတွေရှိနေတယ်ဗျာသူ့အတွက်ကိုကဟိုသူ့ဘဝအတွက်အေဂျင့်စီမဲ့အဖြေတစ်ခုဆိုတာတော့သူကတိတယ်ဗျာတိလားဒါပေမဲ့ကိုနဲ့ပတ်သက်ပြီးတော့သူရှေ့တိုးဖို့ကိစ္စစဉ်းစားနိုင်သူ့ကောင်းထဲမှာအဆင်မပြေမှုတွေရှုပ်ထွေးမှုတွေရှိနေတယ်တိလားဒီမှာသူနဲ့ကိုနဲ့ကြားထဲမှာကလေဘယ်တော့မှမပြီးဆုံးနိုင်တဲ့ရေစက်လို့ပဲပြောမလားဝေကျွေးလို့ပဲပြောမလားပေါ့နော်ဘယ်လိုပြောရမလဲတန်တရားလဲနေတယ်ဟိုလိုဒီလိုနဲ့တယောက်အဆင်မပြေရင်တယောက်စီကိုဖုန်းဆက်လိုက်နင်းနဲ့ငါနဲ့ကဘာလဲဆိုတော့လဲဘာလိုပါချစ်ရဆိုတာနဲ့ပဲဂိတ်ဆုံးနေတာပေါ့လေအဲ့တော့သူနဲ့ကတော့ပိုင်ဝမ်းလေးတွေကတော့ပိုင်ဝမ်းလေးတွေရဲ့သူနဲ့ကတော့တွဲပြစ်မှာတော့မဟုတ်ဘူးလို့အဖြေထွက်ပါတယ်ဗျာနောက်တစ်ခုကပိုင်2လေးတွေကတော့ဗျာဟိုတွဲပြစ်လိမ့်မယ်ဗျာသိလားတွဲပြစ်လိမ့်မယ်နှစ်ယောက်ကတယောက်ကိုတယောက်အလိုက်တတိနဲ့ surprise ပေးတာမျိုးလေးတွေ surprise တယောက်ကိုတယောက်ဖြစ်စေခြင်းနဲ့အားသင့်မှုလေးတွေပေါ့လေတယောက်ကိုတယောက်အဲ့လိုမျိုးစိတ်ကူးလေးတွေရှိတယ် romantic ဆန်တဲ့စိတ်ကူးလေးတွေရှိတယ်လို့ပြောလို့ရတယ်तू ကဘာဖြစ်လို့ तू နဲ့တွဲတင်တာလဲဆိုတော့ဒီကက်ကိုကြည့်မယ်ဆိုအဲ့တယောက်ကဘယ်လိုပြောရမလဲအေးစစ်နေတတ်တယ်ဗျာသိလားဒီမှာကြည့်ပုံထဲမှာကြည့်လိုက်တာနဲ့သိတယ် तू ကဘာမှရှုပ်ရှက်တိတ်ပြီးတော့လှုပ်ချင်တာမျိုးမဟုတ်ဘူးသူ့ရဲ့ตาရဲတွင်သူ့ရဲ့နေတဲ့နေရာतू ပျော်တယ်လို့ तू တွေးထားတဲ့နေရာအိမ်လည်းဖြစ်မယ်အလုပ်လည်းဖြစ်မယ်ဂိမ်းလည်းဖြစ်မယ်ဗျာသိလား तू ကအဲ့လိုနေရာမျိုးလေးမှာပဲ तू ကအေးစစ်နေတတ်တဲ့လူမျိုးသိလားအဲ့တော့ तू နဲ့ကတော့တွဲတင်တယ်ကို့အတွက်နောက်ဆန်တင်းရမယ့်လူမျိုးထဲမှာမပါဘူးလို့တော့ပြောလို့ရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ဒီမှာ Ace of Wandsကိုယ်စိတ်ထဲမှာလည်းသူ့ကိုလေသူနဲ့ဆိုလို့ရှိရင်ငါစိတ်အေးရလိမ့်မယ်ငါအတွက်ငါလည်းလိုချင်တယ်သူကလည်းငါအတွက်အဆင်ပြေတယ်လို့ယူဆထားတယ်ဗျာခံယူထားတယ်ဒါပေမဲ့အဲ့ဒီဘက်လူကကြတော့ကိုယ့်ပေါ်မှာလေမတင်မကြနဲ့ဗျာတိလားသူကဟိုကျိုးရှည်နဲ့လှန်ထားခြင်းတယ်ဆိုတဲ့ပုံစံမျိုးတွေမှာမြင်ရတယ်ဒါပေမဲ့ तू ကတွဲတော့တွဲခြင်းတယ်ဗျာတိလားဟို तू ကအချိန်တစ်ခုစောင့်နေတယ်ဆိုတဲ့ပုံစံမျိုးလေးမှာရှိတယ်ပေါ့နော်ကဲဒီမှာ तू နဲ့ကိုယ်နဲ့ကြားထဲမှာရှိတဲ့ energy ကတော့ဒီမှာ dance of gap နှစ်ယောက်ကဘယ်လိုပြောရမလဲတငယ်ချင်းလိုမျိုးလဲပေါင်းလို့ရတယ်ချစ်သူကြီးစားနော်ဘယ်လိုတိုးပေါ်တိုင်ပင်ပေါ်အတင်းပြောပေါ်ဗျာအကုန်လုံးအဆင်ပြေတဲ့လူတစ်ယောက်လို့ပြောလို့ရတယ်ပိုင်1ပိုင်2လေးတွေရဲ့ဒီဘာလိုပါဖြစ်နေတဲ့တစ်ယောက်ကလေအဲ့တော့ပိုင်2လေးတွေကတော့သူနဲ့တွဲပြစ်လိမ့်မယ်သူနဲ့ကိုနဲ့ကလည်းအဲ့လိုမျိုး surprise ပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်လှုပ်လာလိမ့်မယ်ပေါ့နော် surprise ပုံစံမျိုးလေးနဲ့တယောက်ကိုတယောက်လည်းအချစ်တွေကိုထုတ်ပြချလိမ့်မယ်ပေါ့လေအဲ့လိုပုံစံမျိုးလေးမှာရှိတယ်ပေါ့နော်အဲ့ဒါပိုင်2ဒါပိုင်3လေးတွေကြည့်ပြပါမယ်ဗျာပိုင်3လေးတွေကကြတော့ဘယ်လိုအခြေအနေမျိုးရှိလဲဆိုတော့ပိုင်3လေးတွေကလေသိလားတွဲတော့တွဲခြင်းတယ်ဗျာသိလားဒါပေမဲ့ဂျားထဲမှာဖြတ်ကျော်ရမယ်ဘယ်လိုပြောမလဲအခက်အခဲတွေကတော့လေတယောက်ကိုတယောက်ကလေဟိုနည်းနည်းအုံပုံးလို့ပဲပြောမလားတော့မပြောတတ်ဘူးပြန်တွဲဖြစ်ဖို့ရာခိုင်နှုန်းက55ရာခိုင်နှုန်းလောက်ပဲရှိတယ်ဗျာသိလားပြန်တွဲမယ်ဆိုရင်လည်းဖြစ်တော့ဖြစ်တယ်ဗျာသိလားဘာဖြစ်လို့ပြန်တွဲတင်တာလဲဆိုတော့ကဒီလူကကိုယ့်အတွက်လေဒီလူကကိုယ့်အတွက်လုံခြုံမှုပေးနိုင်တယ်ဘဝအတွက်ဘယ်လိုပြောရမလဲကိုယ့်ကိုလေဥဆောင်ပေးတတ်တယ်ပေါ့နော်ကိုယ့်ရဲ့
တိတ်ခါတွေကိုယ့်ရဲ့ဘယ်လိုပြောရမလဲထိမ့်သိမ်းထားတဲ့ဘယ်လိုပြောရမလဲ privacy တွေကိုထိမ့်ပေးတတ်တဲ့လူများသိလားနှုတ်လုံတယ်ပေါ့နော်ကိုယ်နဲ့ပတ်သက်တဲ့လျှို့ဝှက်ချက်တွေအားလုံးကိုသူကဘယ်သူမှထုတ်မပြောတတ်တဲ့လူမျိုးလို့ပြောလို့ရတယ်အဲ့တော့ဒီတယောက်ကတွဲတင်တဲ့လူထဲမှာတော့ပါတယ်ဗျာသိလားနောက်တစ်ခုကဒီမှာ nice or one ကိုကလေအဲ့တယောက်နဲ့တွေ့ပြီဆိုရင်လေဘယ်လိုပြောရမလဲပျော်ခြင်းနေတယ်ဗျာတိလားအဲ့တယောက်နဲ့တွေ့ပြီဆိုလို့ရှင်အဲ့လိုဘားသွားကျင်တာတော့ရီရီမုံမုံပေါ့ပေါ့ပါပါအဲ့လိုမျိုးပြောကျင်တဲ့စိတ်ဘယ်လိုပြောရမလဲပျော်ပျော်ပါပါနေကျင်တဲ့စိတ်မျိုးလေးတွေကရှိတယ်ဗျာတိလားအဲ့တယောက်ပေါ်မှာကိုယ့်ရဲ့စိတ်ကလေအဲ့တယောက်ကကြတော့ဒီမှာသူ့ရဲ့ဘဝမှာလေသူ့ရဲ့မိသားစုကြောင့်ပဲဖြစ်မလားသူ့ရဲ့ဘဝဘေးတာဝန်တွေကြောင့်ပဲဖြစ်မလားပေါ့နော်ဝင်တော့ဝင်မိုးတွေသူကများတယ်ဗျာတိလားနော်အဲ့တော့ဒီတယောက်ကကိုယ့်ကမတွဲကျင်တာတော့မဟုတ်ဘူးတွဲကျင်တယ်သူ့ဘဝသူ့ရဲ့ဝင်တော့ဝင်မှုတွေများနေတော့ကိုကပျော်ကျင်တဲ့စိတ်တွေကိုရှေ့တန်းတင်တာတဲ့စာရင်သူ့ရဲ့ဝင်တော့ဝင်မှုတွေကိုပါကိုကနားလေပေးမယ်ကိုလည်းတက်နိုင်တယ်လို့ကူညီပေးမယ်ဆိုရင်တော့သူနဲ့ကိုနဲ့ကတွဲပြစ်သွားနိုင်တယ်ဗျာသိလားနော်ပြီးတော့နောက်တစ်ခုကကြတော့သူနဲ့ကိုနဲ့ကြားထဲမှာဒီမှာဟာမစ်တယ်ဗျာဘယ်လိုပြောရမလဲအရန်ကြီးပူလောင်တဲ့ relationship မျိုးမဟုတ်ဘူးဗျာသိလားကိုအစင်မပြေတဲ့အချိန်သူအစင်မပြေတဲ့အချိန်တိုင်းတယောက်ကိုတယောက်ပွန့်ပွန့်လင်းလင်းနဲ့အားကိုတကြီးနဲ့တိုင်ပင်လို့ကိုရတဲ့လူမျိုးလို့ပြောလို့ရတယ်ဗျာသိလားအဲ့တော့ပိုင်3လေးတွေကလည်းတွဲပြဖို့ရာခိုင်နှုန်းကတော့55%ရှိတယ်တွဲချင်လည်းတွဲလို့ရတယ်ဗျာသိလား